ငါးကလေးကိုရာနဲ့သူမ၏ပူပေါင်းလေးများရှိတော့ကတာယာလှပတဲ့ပင်လယ်ပြာကြီးရဲ့အောက်မှာကိုရာလို့ခေါ်တဲ့ငါးကလေးတစ်ကောင်ရှိတယ်ကိုရာဟာကြောက်ကူလေးတစ်ခုထဲမှာနေထိုင်ပြီးတယောက်တည်းနေတာပေါ့ကိုရာနဲ့တူဒီပင်လယ်ကြီးမှာနေထိုင်ကြတဲ့ရေနေသတ္တဝါလေးတွေမှာလျှို့ဝှက်ချက်တစ်ခုရှိတယ်အဲ့ဒါကတော့သူတို့ရဲ့ခံစားချက်လေးတွေအလိုက်ပူပေါင်းလေးတွေကိုခန္ဓာကိုယ်ကနေထုတ်ပေးတာပါပဲကိုရာရဲ့စိတ်ခံစားချက်မှတ်ဉာဏ်လေးတွေပေါ့ကိုရာလေးပျော်ရွှင်တဲ့အခါတောက်ပတဲ့ရွှေရောင်ပူပေါင်းလေးတွေထွက်လာတယ်သူစိတ်မကောင်းဖြစ်တဲ့အခါအညိုရောင်ပူပေါင်းလေးတွေထွက်လာတယ်ဒေါသထွက်တဲ့အခါမှာတော့အမဲရောင်ပူပေါင်းလေးတွေထွက်လာတတ်တာပေါ့ကိုရာလေးကအရင်အရှက်ကြောက်ကြည့်ပြီးငါ့ကိုဘယ်သူမှမချစ်ကြပါဘူးလို့တွေးနေတတ်တာမလို့ဂူထဲမှာပဲအမြဲတမ်းပုံနေလေးရှိတယ်ရက်တွေကြာလာတော့သူ့ရဲ့ဂူထဲမှာဝမ်းနည်းစရာအညိုရောင်ပူပေါင်းတွေနဲ့စိတ်ဆိုးဒေါသထွက်ရင်ထွက်လာတတ်တဲ့အမဲရောင်ပူပေါင်းတွေနဲ့ပြေးလာပြီးအဲ့အကြီးကြီးထဲမှာတင်ထားခဲ့ရတယ်မကြခင်မှာပဲသူမရဲ့ဂူလေးထဲမှာအညိုရောင်အနက်ရောင်စတဲ့ပူပေါင်းတွေပြည့်သွားလို့ကိုရာလေးနေဖို့နေရာတော့မရှိတော့ဘူးသူ့အကြိုက်ဆုံးကမာခွန်လေးတွေနဲ့သူ့မမေပေးထားခဲ့တဲ့သချင်းတန်စင်လေးတွေထွက်တတ်တဲ့ cute ခွန်လေးကိုတော့ရှာမတွေ့တော့ဘူးပေါ့ဒီပူပေါင်းလေးတွေကိုလွှင့်ပစ်ဖို့နေရာတစ်ခုရှာမှပဲလို့ကိုရာလေးကတက်ပစ်ချရင်တွေးလိုက်တယ်သူမကတက်တီမွေးပြီးမှောင်မင်းရဲ့ဂူကနေအပြင်ကိုထွက်ခဲ့တယ်လမ်းမှာခင်မို့ကောင်းတဲ့ရေပွဲလေးအိုလီနဲ့မတော်တဆတိုက်မိပြီးစကားပြောရင်းနဲ့ခဏကြာမှတော့တငယ်ချင်းတွေဖြစ်သွားကြတယ်။ကိုရာလေးကသူမရဲ့လေးလက်နဲ့ပူပေါင်းအိတ်ကြီးအချောင်းကိုအိုလီကိုပြောပြချင်ပေမဲ့ကြောက်နေမိတယ်။ငါမှဝန်းနေစရာတွေနဲ့စိတ်ဆိုးစရာပူပေါင်းတွေအများကြီးရှိတာသိသွားရင်အိုလီကငါ့ကိုမခင်တော့ပဲနေမလားလို့စိုးရိမ်နေတာပေါ့။ဒါပေမဲ့ဒီလျှို့ဝှက်ချက်ကိုတယောက်တည်းမသိမ်းထားချင်တော့တာမလို့ကိုရာလေးကတက်တီမွေးပြီးအိုလီကိုအားလုံးပြောပြလိုက်တယ်။အိုလီကကိုရာလေးကိုစိတ်မပြတ်တဲ့အပြင်သူ့ကိုဖတ်လိုက်ပြီးစိတ်မပူနဲ့နော်ဒီဘူပေါင်းလေးကိုယူသွားလို့ရမယ့်နေရာတစ်ခုကငါသိတယ်လို့ပြောလိုက်တယ်။နောက်တစ်နေ့မှာတော့အိုလီဟာကိုရာရဲ့ဂူလေးကိုလာပြီးအိတ်အလေးကြီးတွေကိုကူတယ်ပေးခဲ့တယ်။သူတို့နှစ်ယောက်ကပင်လယ်အောက်ခြေကပင်လယ်အမိုက်ပြန်လည်တန်းစီရေးစခန်းစီကိုကူးခတ်သွားကြတယ်။ကိုရာလေးကအံ့ဩလုံးမျက်လုံးလေးတွေဝိုင်းသွားတယ်။အဲ့ဒီနေရာမှာကနန်းတွေလိတ်တွေတခြားငါးတွေနဲ့ငမန်းကြီးတွေတောင်မှသူတို့ရဲ့ဘူပေါင်းလေးတွေကိုအယောင်လိုက်အမိုက်ပုံးနဲ့ခွဲထည့်နေကြတာကိုအဝင်ဝါမှာတော့ကျင်နာတတ်တဲ့ချိန်ငါးကြီးနဲ့တွေ့ကြတယ်။ငါတို့ဒီနေရာမှာမကောင်းတဲ့မှတ်ဉာဏ်တွေကိုဘာလို့လဲသိလား။ဒီတိုင်းမလွတ်ပစ်ဘူး။ပြန်လဲပြုတ်ပြင်တာပေါ့။မင်းတို့ရဲ့ဝမ်းနည်းစရာအညိုရောင်ဘူပေါင်းတွေနဲ့စိတ်ဆိုးရင်ထွက်လာတတ်တဲ့အမဲရောင်ဘူပေါင်းတွေကိုတဏှာကြောက်တန်တွေတတ်မှကြီးထွားဖို့အတွက်ဗိုက်တာမင်အဖြစ်ပြောင်းလဲဖြစ်တာပေါ့ကိုဝန်နေလို့ရခဲ့တဲ့ပူပေါင်းလေးတွေကိုခွန်အားဖြစ်ပြန်လဲပြောင်းလဲလိုက်တာပေါ့လို့ကျင်းငါကြီးကပြောတယ်ကိုရာလေးကအရန်ကိုဝမ်းသာသွားခဲ့တယ်နှစ်ပေါင်းများစွာစုပုံနေတဲ့ပူပေါင်းတွေဖြစ်တာကြောင့်ဂူကိုရှင်းပြဖို့3ရက်တောင်ချိန်ယူခဲ့ရတယ်ဒါပေမဲ့ကိုရာနဲ့အိုလီတို့ဟာပူပေါင်းတွေကိုဆက်ထည့်ထည့်ပျော်ရွှင်ခဲ့ကြတယ်နောက်ဆုံးနေ့မှာတော့ဂူရဲ့အမှောင်လုံးတောင်ကိုရှင်းလင်းနေရင်ကိုရာကတခုခုကိုတွေ့သွားတယ်။ဒါကတော့တောက်ပါပြီးလှပလွန်းတဲ့ရွှေရောင်ပူပေါင်းလေးနှလုံးပေါ့။အဲ့ဒီပူပေါင်းလေးတွေရှိနေမှနောက်သူမေ့နေခဲ့တာ။အိုလီဒါလေးကိုကြည့်ပါဦးကိုရာကဝမ်းသာအားရအော်လိုက်တယ်။သူတို့ရွှေရောင်ပူပေါင်းလေးတွေကိုကျင်ငါးကြီးစီယူသွားပြီးဒါတွေကိုပြန်ဖြတ်ပြရမလားလို့မေးတယ်။ကျင်ငါးကြီးကခေါင်းခါပြီးပြုံးလိုက်တယ်။မဟုတ်ဘူးကလေးမလေးတောက်ပတဲ့ရွှေရောင်မူပေါင်းလေးဆိုတာသမီးရဲ့အပျော်ရွှင်ဆုံးမှတ်ဉာဏ်လေးတွေပေါ့အဲ့ဒါတွေကိုတော့အမြဲတမ်းတန်ဖိုးထားပြီးသိမ်းထားရမယ်လို့ပြောတယ်ကိုရာလေးကရွှေရောင်မူပေါင်းတွေကိုအိမ်ပြန်တည်လာပြီးစင်ပေါ်မှာတိတိကျကျတင်ထားလိုက်တယ်အခုဆိုရင်သူမရဲ့ကိုယ်လေးကတန့်ရှင်ကျယ်ဝန်းပြီးလင်းထိန်သွားပြီသူ့အကြိုက်ဆုံးကမခွန်လေးတွေနဲ့သချင်းဆိုတတ်တဲ့ cute ခွန်လေးကိုပြန်မြင်ရပြီပေါ့အညမှာတော့ကိုရာလေးဟာခူးခွန်ရဲ့တာယာရဲ့သချင်းသံလေးတွေကိုနားထောင်ရင်နှစ်ချိုက်ချိုက်အိပ်ပျော်သွားခဲ့ပါတော့တယ်။ကိုရာလေးမသိသေးတာတခုကတော့နောက်တနေ့မနေ့အိပ်ရာနိုးတဲ့အခါအိုလီနဲ့အတူတူဖြတ်တန်းခဲ့တဲ့ပျော်ရွှင်စရာနေ့လေးကြောင့်နောက်ထပ်
အရန်လှပြီးတော့တောက်ပတဲ့ရွှေရောင်ပူပေါင်းလေးတစ်ခုကသူမကိုစောင့်ကြိုနေအောင်မှာကိုပဲဖြစ်ပါတယ်